အခုဆက်လက်ပြီးတော့လားပြည့်ဝန်းတို့တန်းချင်းများရဲ့အထူးအစီအစဉ်တစ်ရပ်ကိုကြေညာပေးကြပါရရှင်။အဲ့ဒီအထူးအစီအစဉ်ကတော့မြန်မာနိုင်ငံအနှံ့ပြားမှာရှိတဲ့အမျိုးသားအမျိုးသမီးတွေကြားနှစ်ပေါင်း30ကျော်ကြာလူသိများစိတ်ဝင်စားခဲ့တဲ့တေးသချင်းကောင်းတစ်ပုဒ်ဖြစ်တဲ့မောင်လားပြည့်ဝန်းဆိုတဲ့သချင်းကိုတေးရင်ကိုမြဝင်းကိုတိုင်းကိုပိုင်ဟန်ကိုပိုင်ဆိုင်နဲ့ရင်းစီမလိုင်းနဲ့တွဲဖက်ပြီးတော့တီဆိုဖျော်ဖြေပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။အားလုံးမင်္ဂလာပါအခုမောင်လာပြည်ဝန်တခြင်းကကျွန်တော်မကြခင်ထွက်တော့မဲ့ဆောင်းသူလွမ်းခြင်းစီးစဲမှာတခြင်းအစ်စ်ကိုဘုံနဲ့အတူကျွန်တော်ပြန်ဆိုထားတာပါနော်အခုကျွန်တော်ဗာခြင်းပေါ့လေညမှာမြင်ရခဲ့မောင်လာပြေဝံသာလုံးနေအရင်ညကမောင်လာပြေဝံမောင်ရောက်စောတော်တဲ့ကွယ်လွန်ရဲ့ကဘာတစ်ဖက်မှာဆင်းရဲသူမြေဝမှာမြည်လေမောင်သောညတွေတော့ချီစွန်ပေါ်ရဲ့မင်းကိုအော်ဆွေချက်သွားမယ်လေဒီလူသာသက်သာကဘာကြီးလေမာပြည့်လေရဲ့ပါပါသူဒီကြောင့်လေဒီဝကျွေးမပေါခန်းသေးလေစင်ကန်စမေမေတို့လေတော်လေဒီလူနဲ့တူသောကြိုးမျိုးဘဝစတိုင်းမှာမြတ်တရားကင်းလို့ဝေးပါစေအိုးစညမှာမြင်ရခဲ့မောင်လာပြေဝံလုံးနေရင်ညကမောင်လာပြေဝံမောင်ရောက်စွန်ပေါ်ရဲ့မောင်လာပြေဝံအလေလုံးနေကဘာတစ်ဖက်ကိုတော်သူတဆုံးမတဲ့နေလေချိုးတော့
ကားရီဓမ္မဆုံးကလေးမေဝနောဘူးအိုးမေရတော့ဘူးချစ်၍စွန့်ပါရဲ့မင်းကိုအိုးဆွ၍ချစ်သွားမယ်လေသစ္စာကဘာတိတဲ့ဘုမမြေရဲ့မှာပါသူဒီကြောင့်လေဒီဝချွေမကောက်ခတ်လို့sen kan samemi boni dole dilu ne tu do pyo myo wa sa dai ma ne de ao kin lo we wa se kin lo we wa se ma la di won yeကဘာပြတ်မှာတစ်ဖက်သားလူကလုံးမကခက်ပွေလေငိုဆုံးမလေးပြန်လောင်းမလားပြောရတော့ဘူးပြောအတော့ဘူးချစ်ရဲ့စွန့်ပါရဲ့မင်းကိုအော်သွန်၍ချစ်သွားမယ်လေဒီလူသားသစ္စာဘာဒီတဲ့ဒီလူသားရဲ့သစ္စာတော့ဘာဒီတဲ့ပါပဲခဲ့မောင်လာပြေဝံလာတော့နေရင်ညကမောင်လာပြေဝံညကိုတော့ခဲ့မောင်လာပြေဝံမောင်လာပြေဝံ
တင်ပါတယ်